အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မီးပြက်လဲဆော့ရတဲ့အတော့တိုက်တန်ဂိမ်းနှမျိုးအကြောင်းပြန်ပြောပြမှာပဲဖြစ်ပါတယ်အဲ့ခင်ကကျွန်တော်ဗီဒီယိုနောက်ဆုံးကြအောင်နီးလက်ပါကြောင့်ဗီဒီယိုအဆုံးထိကြည့်ပြီးသွားဖို့ပြောချင်ပါတယ်အဲ့ဆိုရင်ဗီဒီယိုအဲဝင်လိုက်ရအောင်အဲ့ဆိုရင်ပထမအဆုံးခဲ့ရတော့ဒီဂိမ်းပေါ့နော်ဒီfan ဒီ AOT fan ဂိမ်းပေါ့နော်ခဏလောက်တော့စောင့်အောင်ပေါ့နော်ခဏလောက်စောင့်ပြီးတော့ဒီလိုပေါ်လာပါလိမ့်မယ်ဒီ server ထဲမှာပထမဆုံးဟာရွေးရတာအဲဆိုရင်ခဏလောက်စောင့်ပြီးပေါ့နော်ကျန်ကင်မရာပြောင်းတာဒီလိုမျိုးလုပ်တာဒီလိုကင်မရာဆိုရင်ဒီကင်မရာဖြစ်ရမယ်ကျွန်တော်လူနဲ့တော့တိတ်မဆော့တော့ဘူး။ရင်နောက်ကြောက်ဒီလိုပိုးဆော့တယ်ပဲ။ဒီချက်နေကိုကနေပိုင်းမှရတယ်။လူရိုက်ပြီဆိုရင်တော့သွားပြီပေါ့နော်။ဟုတ်။ဆုံးတော့ဒီလိုလိုက်တယ်ဆိုရင်တော့ဒီလိုထွက်ပြီးဒီမှာတော့ဒီအပိုင်းကိုပိုင်းရတော့ဘူးပထမဆုံးခဲ့ရတော့အဲ့ဂိမ်းပေါ့နော်ဒုတိယဂိမ်းရတော့ဒီဂိမ်းပေါ့နော်ဒီဂိမ်းကတော့ခုနဂိမ်းထဲလဲဝုန်းမိုက်တယ်ပို့ပြီးတော့လဲကောင်းတယ်ပေါ့နော်ဒီမှာပထမဆုံးခါတော့ဒီမှာတော့ကျွန်တော်ပြမယ်ပေါ့နော်ဒီAaronဒီတို့ဒီအာမင်တို့မာကီရာစာဒီလေဗန်ဟိုင်ရရင်ဒါမှကျွန်တော်Aaron တခုပဲဝင်သေးတယ်အဲဆိုရင်တော့ play offline နေလိုက်မယ်အဲဆိုဒီဟာ mode ရယ် wave mode ရယ်ရှိရပေါ့နော်ကျွန်တော်ကတော့ဒီ wave mode ပဲဆော်လိုက်တော့မယ်အဲဆိုရင်တော့သူကတော့လူမျိုးလှည့်တဲ့နေရာမှာတော့နည်းနည်းတော့ခက်တယ်နော်။မြင်းနေတဲ့ထုတ်စီရတယ်နော်။အဲ့တော့မြင်းနေတော့ဟာကြာလို့။တော့နေရှင်တစ်ခုတွေ့လို့ကျွန်တော်သွားလို့လို့နော်။မြင်းရလမုန်ကြီးနီးတော့မြင်ပြီးနော်။ဟုတ်တို့ဒီမြင်းရလမုန်ကြီးနီးတော့မြင်နေ။လမုန်ကြီးနီးကားတော့မြင်နေ။မြင်းရရမ်းမြင်နေ။မြင်းရနည်းနည်းတော့နဲ့လာဟိုလိုလေးအဲ့ဒါနေလို့ရကောင်းပါတော်တော်ကြီးညံလို့ညံဒီချက်နည်းနည်းတော့နေဒီနည်းနည်းလောက်နေလို့ရကောင်းပါဒီno pero vale no te queda ya le pero mai pa rồi mai đi rồi mai đi nó cày nhau ra này ê the glaze bill out thì nó glaze bill bị out nhéo kia nó nhìn thua biểu tay đèn trong việc
တော့တိုက်တန်ပုံစံပြောင်းနေတာတော့နည်းနည်းဂလိတ်ချနေပေါ့နော်ဒါမှမဟုတ်ဒီပုံမှန်ဟာလည်းဆိုရင်မိုက်ပြီပေါ့နော်နော်ဒီပုံမှာပြောင်းရင်တော့ပုံစံပြင်းနေလို့လို့ထိုးရတယ်တော့ကျွန်တော်push နဲ့ကန်ရထိုးလို့ထိုးရတယ်ဒီနဲ့ and transform လို့ဒီကမိုင်းရနော်တော့ကျန်းရပါနော်ဒီကင်းရတယ်ကျွန်တော်တော့ကြိုက်ပါတယ်ပေါ့နော်ဟုတ်transform လုပ်မယ်ဆိုရင်ဒီပေါ်မှာ transform ပါဟောမြေရောက်တဲ့ညီကျုံကြမှာလေနော်ဟိုမှာတိုက်တဲ့ကောင်တွေ့ရဒီအပေါ်တက်ရ transform ည transform ရသေးလား我弄了transform နေပါမယ်ကျွန်တော် transform ဒီဘောရင်တက်ဘောရင်တက်ပြအောင်တက်တယ်ပြန်တက်တယ်တော့မိုက်ပြီပေါ့နော်ဒီကင်းအဲ့ဆိုရင်တော့ဗီဒီယိုအဲ့တော့ဒီလောက်ပါပဲပေါ့နော်တော့ကျွန်တော်မေ့ပြီးတာ download နေပြောပြရမယ်အတော့အောင်ဆုံးဒီdownload ပထမဦးဆုံး game download နေရတော့ပထမဦးဆုံး Google ထဲကိုဝင်လိုက်ကြရင်ဒီမှာဒီ search bar မှာဘယ်လိုရိုက်လိုက်ပေါ့နော်ဘာလဲဆိုရင် ATT Attack on Titan fan game လို့ရလိုက်ပေါ့နော်အဲ့ဆိုရင်တော့ကျွန်တော်ခဏ Wi-Fi ပိတ်မယ်အဲ့ဆိုရင်တော့ဒီမှာခဏတော့ဆောင်းလိုက်ပေါ့နော်ပြီးရတော့ပြန်ရိုက်လိုက်ပေါ့နော်ကျွန်တော်ခုန Wi-Fi ပိတ်ထားလို့ခုရပြီဆိုရင်ဒီမှာဒီအားကြတော့ခုနဟိုကျွန်တော်ပထမမှာဆော့ပြ game ပေါ့နော်ဒီ download နောက်နေလိုက်အဲ့ဆိုရင်ဒီလိုကြီးပေါ်လာလိမ့်မယ် version အကောင်းဆုံးပိုင်းဒီမှာ no let me that take the download ဆိုအောင်နေပြီးတော့ဒီမှာ version တွေအများကြီး download လုပ်ရတယ်ပေါ့နော်ဒီမှာကျွန်တော်ကတော့ဒီဟာ down တာဒီမှာ row လည်းဒီဟာ down ရတော့ကောင်းပါတယ်ပေါ့နော်ဒီမှာဒီဟာလေးပေါ်လာတော့ဒါလေးနေလဲကြက်ထားဖို့ဒီချေဝင်လေးဟာအဲ့ဆိုရင်ဒီမှာ download နေပေါ့နော်ကျွန်တော်ကတော့ဒီဟာရာပြီးသားဟာကိုပဲကျွန်တော်လုပ်ပြမယ်ပေါ့နော်ဒီမှာဒီလိုပေါ်လာရင်တော့ဒါလေးနေလိုက်ခဏလောက်ဆောင်နေပေါ့နော်အဲ့ဆိုရင်တော့ဒီဟာ download လုပ်ပြီးပေါ့နော်ကြည့်ကြရင်ဝင်ကြည့်လိုက်အဲ့ဆိုရင်တော့ဒုတိယတစ်ခု download နေပြောက်ရမယ်ဒုတိယတစ်ခုကကြတော့ဒုတိယတစ်ခုလည်းအဲ့လိုပဲရိုက်လိုက်ပေါ့နော်ကြံဒီအောင်မ download ပဲနဲ့အောင်လေးနည်းနည်းဆွဲပြီးတော့ဆွဲအောင်ဟိုပြီးကြရင်တော့ကျွန်တော်ကနေပြီးတော့
ဒါကိုနှိပ်လိုက်အဲ့ဆိုရင်ဒီလိုပေါ်လာဟုတ်ကဲ့ရန်ဒီ free app download ဆိုလေးနဲ့လည်းပါရန်တော့ခဏလောက်ဆောင်ပါနော်အဲ့ဆိုရင်ဒါလေးနှိပ်ပါဒါလေးပေါ်လာလိမ့်မယ်ခဏလောက်ဆောင်လိုက်ဒီထဲဆိုလေးနှိပ်လိုက်ရင်တော့ဒီမှာဒါရရပေါ့နော်အဲ့ဆိုရင်တော့ပြီးကြရနော်ပြီးကြတော့ကျွန်တော်အေးအောင်နှိပ်လိုက်ပေါ့နော်အေးရလာတဲ့ file လေးကိုနှိပ်လိုက်အဲ့ဆိုရင်ခဏလောက်တော့ကြာမှာပေါ့နော်ဒီကတော့နည်းနည်းတော့စောင်းပါတယ်ပြီးကြရင်တော့ဒီမှာဒီလိုမျိုးဟာလေးပေါ်လာလိမ့်မယ်ပြီးကြရင်ဒါလေးနှိပ်လိုက်အမ install ဒီဆိုပြီးဖြစ်ပေါ့နော်အဲ့ဆိုရင် install ပြီးရင်တော့အောင်မြင်အေးရကိုစောလို့ရတယ်ပေါ့နော်အဲ့ရကိုဒီမှာ open လိုက်တယ်ဆိုရင်တော့ဂိမ်းနဲ့ရောက်မယ် open ဦးဆိုရင်တော့ဒီတိုင်းဖြစ်သွားမှာပေါ့နော်အဲ့ဆိုရင်တော့ video ကတော့ဒီလောက်ပါပဲပေါ့နော်ပြောရင် channel လေးကိုလည်း like and subscribe လုပ်ပေးပါဖို့မမေ့ဘူးပဲပေါ့နော်အဲ့ဆိုရင်တော့ video ပြီးပါပြီ goodbye